မင်္ဂလာပါဒီနေ့တော့ငပိရေကောင်းလေးတစ်ခွက်ဖြော်ပြမှာဖြစ်ပါတယ်ဖြော်နီးလေးကိုလည်းမျှဝေပေးထားပါတယ်ရှင်အရင်ဦးဆုံးငပိရဲမှာထည့်မယ်ငရုတ်တီကြက်သွန်ဖြူပစုံတို့ကိုရှင်းနေလေးထည့်ပြီးတော့မီအေးလေးနဲ့လောရမှာဖြစ်ပါတယ်ပစုံနေရာမှာငါးကိုစားထိုးပြီးထည့်လဲရပါတယ်နော်ပြီးရင်တော့လော်ထားတဲ့ဟာလေးတွေကိုထားဝမှာဖြစ်ပါတယ်။နော်ကဆိုအကောင်လိုက်လေးစားချင်လို့တဝက်ကိုဖယ်ပြီးတော့တဝက်ကိုထောင်းပါတယ်ရှင်။ပြီးရင်တော့ငပိထည့်မယ်အနေငယ်ပြီးရင်စနေမုံနဲ့ရှင်းနေနေတို့ကိုစူတရက်စီတည်ရမှာဖြစ်ပါတယ်။ပြီးရင်တော့ငပိရဲခါဆူးလေးတွေကိုဖယ်ရမှာဖြစ်ပါတယ်။ဒီနေရာလေးကိုကတော့ကြော်လိုက်ပါတယ်ပြီးလို့ရှိရင်တော့ခဏခါငပိရဲကိုထောင်းထားတဲ့ဟာလေးတွေထည့်မယ်အရသာအတွက်ချုံမုတ်လေးနဲ့ငယ်ထည့်ပါမယ်ဒီနေရာမှာမွေးနေအောင်ဆိုပြီးတော့ရှာနဲ့နံလေးနည်းနည်းထည့်ရပါတယ်ပြီးရင်ဒါလေးကို2မိနစ်လောက်စူအောင်တည်ရမှာဖြစ်ပါတယ်ပြီးရင်တော့ရပါပြီရှင်ကိုစားမယ်တိုးစရာလေးနဲ့တွဲပြီးတော့စိတ်ကြိုက်စားလို့ရပါတယ်တော့ကတော့ဟင်းမရှိရင်လည်းဒီလိုငပိရေကောင်းလေးတစ်ခွက်ရှိရပါပြီရှင်ကြည့်ရှုပေးလို့အားလုံးကျေးဇူးပါ See you next video